KD ရောပြီ KD ဒီမှာအဲ့လိုပေါ်ဟိပြီးတော့ရောင်းနေကြမလို့ပေါ့ကွာ အော်အလှကမင်းလက်လေငါတက်အော်ပေးနေမင်းမြန်သွားတော့ငါလက်ရောက်တာပေါ့ မနေ့ကတည်းကဘူးပိတ်နေအောင်ကွာတကြောင်တော့အားပါဆွဲလိုက်ချင်တာကွာ ဘာလို့ဆွဲနေတာတော့ ဆိုင်ကေဒီကိုလေ အေးပါဆွဲရပါမယ်အဲ့ကြောင့်မင်းတို့ခေါ်ပေးတာ KD ရောပြီ KD ဆွဲနေပြီဆွဲနေပြီဆွဲနေပြီ ဆွဲကြည့်နေရောအော်ဒီကြောင်တော့ဆွဲကြည့်နေ โอ้ဘာကြောက်ကွာ ဆွဲမဲ့လူလား အော် မရှိပြင်းပြလို့ပါဗျာ ကဲဒါလေးဗျာကဲမပြောချင်လဲသွားလိုက်တော့ ဆိုင်ရအားလားအဲ ဆိုင်ကယ်ရောက်လူရောအားတယ် အားဒီရ သိကြတယ်ကဲဘယ်သွားမှလဲ အားမအားရတော့ ကဲအားပါလေဗျာမနေ့ကတည်းကအားနေဘာမှကိုလုံးမဖြစ်လို့လို့ကဲဘယ်သွားမှလဲ တောင်းကြီး တောင်ကြီးဆိုင်ကယ်တော့ဘယ်လိုတောင်ကြီးသွားမလဲခင်ဗျလဲလေးမြန်မဟုတ် အားရဆိုမူလိုက်မရတော့ မူးနေတာ မင်းတို့သွားလိုက်လားကွာ မူးနေတာအကြောင်းမင်းညာလေ ပြောတဲ့အကြောင်းပြီဘာလို့အလက်ကိုလည်းမမဟုတ်တာမင်းလည်းမင်းမငါလည်း တောင်ကြီးတော့မရောက်ဘူး ဘာလို့ဝေး ဟုတ်တယ်အဝေးလို့ ဘယ်မှာတော့မရ မရဘူး ပြီးတော့အားဆိုတော့ ဘယ်သွားမှလဲ စုလေစု ဟာထောက်ချက်တော့ကြုံမမဟုတ်ခံရဖန်ခံရလိမ့်မယ်နေတော့မှဟိုကမရှိသမှတော့တော့တော့ ။ပြောင်းလို့ရငါ့ကိုမင်းတို့ရည်ရပြင်းလာတာ လုံးရောသိနေတယ်ဟုတ် ။ပြောင်းမတရားပြောနေရတော့ငါသွားနေတယ်ပြောခွင့်မရှိဘူးလား ရှိတယ်ပြောခွင့်ရှိငါပို့ခွင့်မရှိတာ ။ဘာလို့အဲ့လိုကြည့်အားမပြော ကဲဒီအားတယ်မင်းသွားချင်တဲ့နေရာအဝေးကြီးပဲမင်းဟိုကဒီနေနာဝီစီသွားပါလား မင်းတို့တော့ ဝီစီတွင်တွေ့ရသွားမလား သူစိနဲ့သူသွားလိမ့်မယ်ဒီသမားဘယ်တော့မှလည်းပြော ဘယ်တော့မှလည်းပြော ဟိုရင်သွား အဲ့လိုက်ပို့ပြလိုက်ဗျာ ဘယ်အိမ်မမသိတာဘယ်အိမ်လဲလို့ ရရသဘောပေါက်သဘောပေါက်မင်းမတို့တော့ပြောရတယ်တကြောင်လုံးဆွဲနေတယ်ဆိုလိုက်ပါ အဲ့ဒါနင်းတဲ့အိမ်နဲ့ပြဿနာတက်အောင်ကဲနေသမားဒီချိန်မဖွင့်သေးဘူး အာမမဘောထိုင်ဆောင်နေလေ ဟောဘယ်လိုလဲကြီးကြတဲ့ကောင်လည်းဒီကွာတို့ကမင်းပတ်ဆောင်ပါလား စိုက်ထားလိုက်ရတယ် ဟဲ့ဈေးဥတော်ပေါ့တဲ့စကားဘယ်လိုစိုက်ထားမှာလဲတို့တော့မစိုးချင်ဘူး ပေါ်ဦးလေဒီမှာ စပါနဲ့ ပေါ်ရမှာအကျွေးလုံးမှာ ဟာဘယ်အောင်ကျွတ် ဟုတ်လေအကျွေးလုံးကြမလို့ဘူးပတ်စာပြစ်ပါတယ် ပြေပြေ မနာဘူး ပြမင်းဝင်ရသွားနေကြရင်ဖွင့်သေးလား ဒီရတော့နိုင်တော့ရှိလို့တော့ကိုဟုတ်လားအဲ့အဲ့ဒါဘူး ပြလား အဲ့တော့ဘူးမိုင်းပေါ့အဟိုမဟုတ်တော့ဘူးလားမဟုတ်ဘူး တော့ဘူးမဆိုင်ဘူးတော့ဘူးကမွေးသားရောက်တာလေမင်းဘာကြောက်ပြောနေလဲ ဘယ်ရတဲ့တော့ဘူးမဟုတ်ငါတည်းရတော့ဘူး ဟာ ပြီးတော့ဗျာလိုက်ပို့တော့ရောက်သွားဖို့ရေးကြီးပြေးဘာမှမဆိုင်ရဟိုမှာ ဒီမှာ ဟောတကယ်မူးနေဗျာ ဒီဟိုတန်းဘာပြောမလဲလို့လုံးနေတာသူ့လည်းမမဟုတ်တာသူပဲထွက် ငါတကယ်အဲ့တော့လေအဲ့တော့လည်းမဆွဲရတာဖွင့်ထားတယ် ဘာဆိုင်ရဆိုနေလာပြီပါဘူး မစုံဘူးမကြည့်ရသေးတာ မစုံတယ် တောင်းလား တောင်းလဲမာနေရပဲ ဘာတောင်းပဲလားမြောက်ပဲလားမင်းငါပတ်ပေးရအောင်မဲ့ တောင်းတော့ပါ အေးလားတဲ့ဟာလား ဟိုင်းဟာဟေးမပြောင်းဘာဘလို့အဲ့လိုပြောင်းမြိုင်စီးပါလားဟုတ်တော့မှာပဲ ဟာဘလို့ရမောင်းရဟေးဘလို့ရနေအောင်အော်မင်းပြောင်းမြိုင်ထိုင်နေတာလားကွာတော့ငါမောင်းရစမပြေတာဟုတ် ခုနတိုင်းတာအဲ့လိုပြောတာအဲ့လို တလုံးစင်စင်ပြန်တယ်ရောင်းမလို့နေတော့ဘူးမရဘယ်မှာလဲဘယ်တော့ဘူးမလဲတောင်းမိုင်းလားမြောက်ပိုင်းလား မတောင်းရတော့ တောင်းကြီးဟာတောင်းကြီးလည်းမရဘူးလေငါလည်းတောင်းကြီးမလိုက်ဘူးလို့ပြောတာလေ မင်းကတော့တော့ဘူးလိုက်ဖို့မယ်ကို အော်ဒုက္ခပါပဲကွာအဲ့ဒီလိုငါအခုပြန်လာခဲ့မယ်စီသွားထဲလိုက်မှာတောင်းကြီးဆိုဝေးသွားမှာလေဒီနားဆောင်နေလဲဟုတ်ပြီလားအေးနော်ပြန်လာခေါ်မယ်နော် ဟိုထောင်းတော့ဘော ပြန်လာမယ်1000ယူလာခဲ့မယ် ဟုတ်ပြီနော် တောင်းရတော့ဘူးမိုင်းနော် အေးဟုတ်တယ်ဟိုစီကောရ စီကုန်သွားပြီစိုက်ရခဏထားခဲ့မယ်နော်ကြည့်လားနော်တောင်းကြီးပဲပေါ့ ဘူးမိုင်းရောက်ပါလေဟာတော့မိုင်းဟိုမူးနဲ့လိုက်သွားတော့ရုပ်တော့ဘာတွေဖြစ်နေပြီ အာတာ
တွေတက်တာလေဒီနေ့ရတော့ရလာမှာပြဿနာတွေပဲရလာ လဲရတော့သူ့လဲဆိုတော့လေမူမူယူယူလိုက်သွားတာပေါ့โอเคငါလဲ အေးရောက်ငါတော့လိုက်တို့ဘောကဈေးလည်းပေါ့ပြီးငါတော့လိုက် ကဲသူနော် သူဆောင်တော့ဒါကြီးလိုက်တော့ဘယ်တော့မှတားဆုံးဆောင်ဟောလိုက်လို့တက်2000ပဲပေးနော်ဟုတ်ကဲ့ဟုတ်ကဲ့ ကျမဈေးသွားမလို့ဖေဖို့လေးပါလိမ့်မယ် ဟောရုံတော့ငါညဈေးဘုံမပေးခဲ့ အလိုကြည့်နေတယ်တော့ ဟောဦးကြောင်မဟုတ်လေဟာနဲ့ဝင်ညငါပေးလားမပေးလားအဲ့ဒါကြည့်နေတာပေါ့ဟာ မပေးလို့လာတော့မှာပေါ့ အေးပါဟုတ်ပါပြီရောက်တော့ ဒီတော့ ဟောဒီတော့စီဒီပိုင်တဲ့အောင်မလေးငါခြေထက်ပြီးမအောင်မလားနေရလဲ ငါတော့မယ်လူသားစီမှုထက်တော့ပြီပေါ့ပေး ဟောနေရလဲဟဲ့သုံးနဲ့နေထားခဲ့ပါတော့ကြနေဆိုင်ကတူလီမိုးစားပြက်တာလို့ဘာလို့ရှိအောင်မဟော မပြတ်ပါဘူးရှင်းကြီးမြကြီးမြနဲ့ဟေးတမျိုးနဲ့လည်းရတာမဟုတ်ဘူးကျမကိုလိုက်ဖို့ ဘယ်လိုက်ပေါ့ လင်းလိုက်ဖို့လေ ဟောစီရတော့နေသွားလိုက်တော့လေဟဲ့ဒီမှာငါတယောက်တည်းကြတော့ဒီလက်ကငါအလဲပဲတော့ကြနေငါနှင်းလိုက်ဖို့ပြန်လာတခါငါအလဲပြန်မရပဲဟိုနောက်ဆုံးနေရတပြားမှရတာမဟုတ်ဘူးတော့ ညိုညွညင်နေနော် ညုံညင်းနေပဲရှိရဒီမှာငါဂိတ်မှာငါတစည်းပဲရှိတော့တယ်ဟာတော့သူ့လိုက်ဖို့ပြီးငါပြန်လာနောက်တော့ဆိုင်ငယ်တည်းပြန်ရောက်လာငါဟိုနောက်ဆုံးပြန်ရောက်ပတ်စံမရဘူးပြတ် တွေ့ โอเค ဆိုင်ကအားလား အားရလေးကြည့်ဟာ အာဆိုင်ကကတော့လေဟိုစီးကျင်ဟိုဘောတော့ငားကျင်တာတော့မဟုတ်ဘူးဟိုကလေဗာလေဆိုင်ကစီးတင်ကျင်တာဆိုင်ကမမောင်းတတ်လို့လေအဲ့ဒါအခါပြောတာ ဟောတော့မမို့ဆိုင်ငယ်စည်းတည်ကြတာ ဟုတ်တယ်ဟုတ်တယ် ဆိုင်ငယ်စည်းတင်လာတော့တင်လို့ရတာ ဟိုဆိုင်ကဟိုမမောင်းတတ်လို့ပါကိုကြီး ဟောဟိုတော့စီဘိုးတွေပါလေရှိသေးတယ် အော် ကြောင့် မပေးမှာဗောကိုကြီးရဲ့မပေးမှာဗောဟိုဆိုင်ကစီးတင်ကြလို့ဒီရက်ခွက်ထဲရောက်တာကြာပြီဆိုင်ကမစီးတတ်ဘူးဆိုင်ကလေးတစ်စီးဝယ်ပြီးတော့လေအဲ့ဒါဟိုဝိုင်းလိုက်လို့လို့ရ ဆိုင်ငယ်စည်းတင်ပေးရမှာ ဟုတ်ကဲ့ကိုတင်ပါနော် တင်တာတင်ပေးလို့ရတယ်စီဘိုးလေးတည်းပြန်တော့2000လောက်တော့ပေးပေါ့ နှစ်သားအော်ကိုရတာဗောရတာဗောပေးမှာဗောနှစ်သားမို့အခုပေးရမလားအခုပေးရမလား အမပေးရမှာပေါ့လည်းပေးထားမှာ အခု ပေါ့ ပေးရမလားအော်ရတယ်လေကိုရလေဆိုင်ကစီးတက်သွားပြီးပြန်လာပေးမှာဗောကိုရလေနှစ်သားကို 2000ပေးပါနော် အော်ပေးမှာဗောတခါအိုးကိုရဒီမှာပဲပေးမှာပေးမှာဗော ဒီရက်ွက်ထဲမှာတော့တခါမပြင်ဘူးနော်ပြောင်းတော့မကြတာ မချသေးကိုရတဲ့ကျောင်းလည်းမချသေး လာပထမဦးဆုံးပြမယ်ကြီးပထမဦးဆုံးပြမယ်ဒီမှာတက်ခါတက်ကြီးဒီမှာကြည့်တာတော့လေးထွက်လိုက်တယ်အဲ့မှာတွေ့လားဒါဆို free ဆိုတာပါဆက်တဲ့နေတွေ့လားအဲ့မှာဂီယာထိုးပြီဆိုရင်ဒီကောင်ဒီမှာထိုးလိုက်အဲ့ဒါဂီယာဝင်သွားရင်နံပါတ်1ဝင်သွားအဲ့နံပါတ်1လေးနဲ့အမနံပါတ်1လေးနဲ့အသာလေးတွေ့လားဟော အော်အဲ့ လာလိုက်ပါယူလာလိုက်ပါ တက်မ အေးပါနောက်လိုက်ထိုင်ပြရမှာလေအဲ့မှာ1လေးထိုးပြီးသွားဆိုအသာလေးဒါလီပါလေးဆွဲရတာနော် အော်ဆက် ဆွဲကြအဲထွက်လာတွေ့လားအဲ့ဒါလေစပိန်စီးတယ်မလား စီးတယ်လေကိုကြီးဟုတ်တယ် စီးတယ်စပိန်စီးတယ်ဆိုင်ငယ်စီးရဒါလွယ်တယ်အဲ့လိုလေမကြည့်ဒါလေးဆွဲကြည့်ထွက်ကြည့်ဟုတ်တယ်နော်အဲ့ကကြရင်ခြေတော်လေးဘာဆိုကောက်တင်လာရပြီဟောင်းကြည့်အောင် အဲ့မောင်းမယ်နော် မောင်းကြည့်လိုက်ဘာလို့တင်မိတာဆိုတော့အဲ့လိုလိုက်ထိမ့်မိရ အော်ဟုတ်ကဲ့ လဲမယ်ထိတာဟုတ်တယ်လိုက်တော့ပဒိတ်ကြည့်ဟာ ကိုကြီးစင်ပြတာ ကျနှခေါက်လားသုံးကလည်းပဲမောတယ်ဟန်တယ်ကိုငိမ့်နေအောင်ထိနေတာပဲ ဟုတ်လားဘယ်လိုစင်ပြလား အေးပါမသိရင်စီးတက်နေတဲ့ပုံစံမျိုးဖြစ်နေတာကွာ ဟဲ့ကိုကြီးတင်ပြီးတော့ကောင်းကိုကြီးတင်ပြီးတာကောင်းလို့ အဲ့လိုလည်းမဟုတ်ပါကိုဦးလုံးတွေလည်းအရင်ကောင်းလား ကိုကြီးဒီတယ်လို့ပါလားဟိုလေဟိုဆိုင်ကဆိုတာလေတယောက်တည်းစီးတက်မှစီးတက်တယ်ကိုခေါ်တာအဲ့တော့လေဟိုခက်လေးမောင်းကြည့်ပဲလေတက်လာဆိုတာသိချင်လို့ အေးပါရတယ်ဟုတ်တာပေါ့နှစ်ယောက်စီးနေဆိုကိုလိုက်ထိန်ပေးနေခါအားရှိနေမှလေတယောက်တည်းကြတော့ကိုကဟိုပြောမှဆိုကြောက်ပြီးတော့တခုဖြစ်လာလို့ကတော့ကိုပို့ထိန်နေတာပေါ့ရစီး အဲ့ဒါခဏစီးကြည့်ပဲနော် စီးလိုက်အေး
အဲ့ပါဒီစောင်းနေမနော်ဟာစီဝရမြားတာဟဲ့ကြတော်တာဟဲ့အမေမဝိကနေတော့နေသေးတယ်ဟဲ့အမေလက်လူပြီးတက်တော့ပြတယ်တက်တာတော်တာဟဲ့ငါတပည့်ဟာဝိအမေကိုတော်တာဟဲ့အဲ့ဒါငါတပည့်ဒီကဘာစောင်းနေမနော်ဆိုင်ငယ်စီးတာတွေ့လေပြန်လဲလာခဲ့ပါလို့စောင်းနေတယ်လို့အဲ့ဒါလေးပြောပေးချားတာဘယ်ဒီညပတ်မောင်းနေလဲမသိဘူးသူ့ကိုသူစီးတက်သွားပြီဆိုပြီးတော့နိုင်ရောလင်းနိုင်ဖြစ်နေပြီဘယ်အတိမြတ်ပတ်မောင်းလဲ ဟုတ်တော့လား အေးဗာလဲလို့ ရှင်ဂိမ်းမှလည်းမနေပဲနေဒီမှာဘာလာလုပ်နေရလဲ ဆိုင်ငယ်ဆောင် ဆိုင်နေဆောင်လေဆိုင်နေပဲရောက်သွား ဟိုဒီလိုလေကောင်မလေးတယောက်ကအဲ့ဂိတ်ကိုလာတာကယ်ရီသွားဖို့လားဆိုမင်းတော့မဟုတ်ဘူးတဲ့ဟိုသူကဆိုင်ငယ်ငားကျင်တာမဟုတ်ဘူးတဲ့ဒီရက်ကိုတည်းကပဲလူပြောတယ်ပြောင်းလာတာမကြသေးဘူးတဲ့အဲ့သူ့ဆိုင်ငယ်စီးတင်မေးပါလားတဲ့အဲ့ပတ်စံတစ်သောင်းငွေပဲတဲ့ဆိုတော့အဲ့ငါလည်းဆိုင်ငယ်စီးတင်မေးမယ်ဆိုပြီးတော့အဲ့ဒါငါတင်မေးတာသူကတော့ရှိရပေါ့ငါတော့နောက်ပါခွာရဲပေါ့လေဆိုင်ရနောက်ခေါက်လာပဲမောင်းသူတို့ကောင်မလေးကတက်သွားတာဟေးအဲ့ဒါသူတယောက်တည်းစီးကျင်လို့ဆိုပြီးတော့အဲ့ဒါခဏစီးမနော်ဆိုပြီးတော့မောင်းသွားတာလေးနိုင်လောက်ရှိပြီခုချိန်ပြန်မရောက်သေးဘူးထိုင်စားပြန်မလာသေးဘူးပေါ့ ပြန်မလာသေးဘူး တေချာလေးကိုပြီးရင်ပြီးတင်ပေးလိုက်တာပေါ့ တင်မေးလိုက်ပေါ့သူတက်သွားတယ်သူတက်သွားတယ်ပလီကောက်ဒီကနေတော့ထွက်သွားကနေတော့ငါတတ်တာတယ်အဲ့လိုပြပြ လာလေးညောင်တက်တာလေပတ်စံပေးသွားသေးလား ပတ်စံလည်းမပေးပါဘူးအဲ့ဒါတက်ပြီးအခုပြန်လိုက်ပေးပါလေ တခါမှလည်းမတွေ့ဘူးမလားရက်ကွက်ထဲမှာ ဒီရက်ခွက်ကိုပြောင်းလာတာမကြသေးဘူး ဟုတ်တယ်အခုမှတွေ့ဘူးလား အေးပါရော တွေ့ဘူးချင်း တင်မေးလိုက် တင်ပေးလိုက်တာ တင်မေးလိုက် တက်သွားတယ်ပတ်စံလည်းပေးလိုက် ဒါလေးကဲအဲ့ဒါတတ်တာမလို့ဘာလဲ လုံးဝအဲ့ဒါလားတနာယူနေတာလား ပုံဝင်ငါတင်မေးတာလေ ပတ်တင်ပေးတာလေအဲ့ဒါရှင်ကိုကလင်ကြီးကြစ်ကြသွားတာရှင်ကိုမလိမ့်တော့လှုပ်သွားတာမတက်တာမဟုတ်ဘူးတက်တယ်ရှင်ကိုတနာယူနေကိုတမင်းကလှုပ်သွားတာမလည်းရဲ့သိလားသိလားရှင်သိလား အဲ့ဒါဆိုင်ကရ ပါသွားပြီလေရှစ်ရက်ပါသွားပြီပေါ့ ဒီကောင်မလေးဒီရက်ခွက်မှာနေတာတောင်းတာမကြသေးဘူးတဲ့ ပြောတော့မကြသေးဘူးအခုဒီရောက်ရှင်နာမလိုက်သေးလားကျွန်မပြောပြနေတာရှင်နာမလိုက်သေးဘူးလား ဒါဆိုရင် ရှစ်ရက်ပါသွားပြီကိုတည်းရဲ့ပါသွားပြီ ပါဝိုင်းပါ